ပြမယ်နော်မင်းမကြည့်ရမျက်နှာလေးဝဲရမှန်မိမောက်ချစ်လို့တင်နေအချစ်ချိုလေးနော်မနော်ကောင်းနေယောက်ျားနောက်တစ်လုံးအောက်ကတရားဘူးလေနော်တရားမဟုတ်ဘူးလေယောက်ျားရဲ့အဲ့ဒါစာဟုတ်တရားနဲ့တွေ့ပူဆိုးသွားမှာမိမဘာလုပ်နေရမလဲဟောမတမ်းမြာတိလေးယောက်ျားတမ်းမြာတိနှွားနေတမ်းမင်းနှွားလားဘာလုပ်ဖို့လဲဟိုယောက်ျားမိန်းမကိုဘယ်လောက်ချစ်လဲမချစ်လဲဆိုတာတမ်းမြာတိနဲ့ပြိုင်လို့လေတချို့တွေဆိုလို့ရှိရင်မုတ်စားပြိုင်တာအပြေးပြိုင်တာအနမ်းပြိုင်တာမိန်းမအဲ့လိုမလုပ်ဘူးမိန်းမဒီတမ်းမြာတိချိုလေးနဲ့ယောက်ျားပြုံးပြီးစားပြလို့ရှိရင်မိန်းမကိုချစ်လို့ရှုပ်သွားပြီးစားပြလို့ရှိရင်မိန်းမကိုမချစ်ဘဲနဲ့စားအဲ့ဒါကြောင့်တမ်းမြာတိစားတာကိုပြုံးပြီးတော့စားပြရမယ်အဲ့ဒါဆိုရင်ချစ်လို့မဲ့ပြီးစားရင်မချစ်လို့ဒီလူကိုတမ်းမြာတိစားလိကမျက်နှာဖြစ်သွားအဲ့ဒါအချစ်သူအဲ့ဒါကြောင့်မိန်းမတကူကဝဲလာဟောတကူကတော့ဝဲလာတမ်းမြာချိုနော်ရှားတယ်ဈေးမှမရှိဘူးတမ်းမြာတိကအချိုးသေးရရှိတာပဲနော်ဟိုရှိတာပဲယောက်ျားရဲ့အချစ်တောင်အချိုးခါရှိတာအဲ့ဒါရရစားပြမှာမိန်းမခွန့်ကြည့်မယ်ယောက်ျားကိုတယူတရခွန့်ကြည့်မယ်ယောက်ျားကဒါလေးပြုံးပြီးတော့မိန်းမကိုကြည့်ပြီးအဲ့လိုဖတ်ပြလို့ဆိုရင်မိန်းမကိုတကယ်ချစ်လို့ပေါ့အေးပါပြီးယောက်ျားအေးမိန်းမကိုတကယ်ချစ်တယ်ဆိုအဲ့တမ်းမြာတိ3လုံးလုံးစားပြရမှာနော်ဒီ3လုံးလုံးအဲ့3လုံးလုံးမမဲ့ပဲနဲ့စားပြမမဲ့အောင်ယောက်ျားပြုံးလေးနေပူလာတယ်ဒါတမ်းမြာချိုသည်တမ်းမြာချိုမိန်းမရှာဝဲလာတာယောက်ျားရဲ့အမလီအချင်းသီးမရှိဘူးအချင်းမရှိဘူးအချိုအေးပါမျက်နှာလေးကလှလေးနဲ့နော်ပြုံးလေးဆိုရမ်းချစ်လို့ချစ်တဲ့လူဆိုတော့လေစားပြရတာနဲ့ပြီးတော့စောင်းသွားပြီဆိုလို့ချင်းဒါတမင်တက်ကတစောင်းချစ်တာတစောင်းတော့မချစ်ပြရသေးနဲ့တဲပဲချစ်ပြရသေးပါနော်စားပြမယ်နော်မင်းမကြည့်ရမျက်နှာလေးဝဲရမှန်မိမောက်ချစ်လို့တင်နေအချစ်ချိုလေးနော်မနော်ကောင်းနေယောက်ျားနောက်တစ်လုံးအောက်ကတရားဘူးလေနော်တရားမဟုတ်ဘူးလေယောက်ျားရဲ့အဲ့ဒါစာဟုတ်တရားနဲ့တွေ့ပူဆိုးသွားမှာကောင်းနေယောက်ျားရဲ့ငါ့ယောက်ျားလေးတကယ်ချစ်တာပယ်နဲ့စားပြတယ်မှာမိန်းမလေးအဲ့လိုသူများစားတာမြင်လေအချမ်းစားကြတာမိန်းမအဲ့လိုမကြိုက်ဘူးဒီကချစ်တယ်ဘယ်တော့များလဲမင်းချစ်ဟိုကောင်းလိုက်တာတမယာတိရဲ့တမယာတိတော့နှမျောလာပြီယောက်ျားမချစ်ပုံရတော့ချစ်ပုံရတော့မတွေ့ယောက်ျားဝီကုန်းပုံတော့ပေါက်နေရသေးချာတယ်အချစ်မျက်လုံးထွက်တယ်ဖေးထွက်မိန်းမမျက်လုံးနဲ့မှလေဝီကုန်းကကြည့်တာများလားမသိယောက်ျားမျက်လုံးဝီကုန်းမျက်လုံးပဲလာငိုနဲ့ဟိုပါဘူးတေချာတို့မယ်လက်ကအောက်ကိုမရောက်တယ်လို့ပဲနော်ရောက်တယ်လေပြုံးလေးမိမကျညမနကြံဖန်လားဟဲ့ဘယ်တော့ချစ်တယ်ဆိုနင်းသေးတိတာပဲအေးတမယာချိုတိကိုယောက်ျားကိုစားစေခြင်းလို့ဒုက္ခပေးတာဒုက္ခပေးတယ်မဟုတ်ဘူးလေယောက်ျားတမယာချိုတိယောက်ျားလေးကိုစားစေခြင်းလို့တကူတကရှာပြီးတော့မိုးလင်းနေရသွားပြီးတော့တစည်းလုံးမှာတမယာတိပဲဝယ်ပြန်လာခဲ့တာအေးပါကျေးဇူးတင်ပါမကြည့်ဟုတ်တယ်ယောက်ျားရှင်းနေတဲ့တို့ပါကျဲလို့ပဲဝိုးပြူညောင်းယောက်ျားတကယ်နော်ဘီလူတံများလေးစားတယ်ဆိုငါယောက်ျားတကယ်မှအစ်စ်ကောင်းလိုက်တာ